ကျွန်တော်တို့ဘာမှ place logo တက်တဲ့တက်သိပေါ့နော်လို့ပြီးနေတယ် so project ကိုတော့စာရ visualization ကိုspecial ဖြစ်တာပေါ့ ကျွန်တော်လည်း feel ရမ်းကောင်းတယ်ရမ်းကို pity ဖြစ်တယ်ပေါ့နော်ဒီနေ့ဆိုဖြတ်သွားတဲ့ဂျာဂျာမန်အများကြီးကိုဟာဘယ်တော့ဖွင့်มาလဲတယောက်ဆိုရင်ဒီမြန်မာပြည်မှာသူတစ်နှစ်တောင်သွားနေပြီပေါ့နော်ဟိုဟာဘိုးတစ်ထောင်မှနေတာတဲ့ဒါလုံးဝအများကြီးပဲစောင့်နေတာကိုသိရတယ်ပေါ့နော် ကိုရဲ့ကျွန်တော် fashion စားခဲ့တယ်မြန်မာကိုသိစီချင်တယ်ဆိုတာလေဟုတ်ကြာပြီးထုံးလာပြီး reality တိုင်းဘာမှဆိုရင်လေအဲ့ဒီအောင် German branding ညို့တော့မှာကိုရဲ့ဒီမှာဘာလို့ပြလိုက် sorry shop ဟုတ်တယ်နော်စားတယ်Amma, right. So right, so right to teach a business. So yeah. Welcome to Germany. Comment to say welcome to Germany. Go down. Hello, yeah, check in out. They bring us to Livari. Okay, đó rồi liền mà nó sai đi vì vậy terminal 1 T1 mà ba let's go Chamnima doso bate. Yeah. okay đi nào giáo chị này luôn này brother sana set up ကြတော့ဟို very exciting okay ဟိုကျွန်တော်တို့နှစ်ယောက်ဒါစပြောခဲ့တာကြာပြီနော် April မှာစ project က ဒီမှာဆောက်ကြပြီးမှတကယ်ကို science professional chef တွေဖြစ်European မျိုးဒီမှာဆောက်ပြီးပြီးလုပ်ခဲ့တယ်ဟုတ်ကဲ့ဒီဘက်ကျမှ Egypt မဟုတ်ဘူး ဒါပါဒါပါတကယ်ကို professional ကြကြမာရတာစစ်ကိုတကယ်ကိုဒီမှာဒီမှာ chef outspell ပေါ့နော်အဲ့လိုမျိုးတကယ်ကိုတင်ယူလေးလာပြီးတော့10နှစ်20တွေ့ကြုံရှိတဲ့ချက်ကြီးတွေကိုတကယ်ခေါ်ပြီးတော့ကျွန်တော်တို့ကလုံးဝပြုစုနေတာကျွန်တော်တို့ဒီဘက်ကောင်းတယ်ပေါ်လာပြီပေါ့နော် ဆောက်ပြီးတော့ remake ခဲ့တာပေါ့နော် ဒါပေါ့ဒါ ဒါပေမဲ့တကယ် process wise ကိုသိလိုက်တာ ဒါအခက်ခဲဆုံး challenge challenge တွေဒီတက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ ဟုတ်တယ် ဒီမှာဆိုပြီးမြောက်နေတာပို့ပြီးနေပြီ sponsor ပေးရအောင်ပေါ့အဲ့တော့ခဏနေတာတော့ပဲဆိုတော့ကျွန်တော်တိုးမဆောက်ပါဘူး အရင်စိတ်လှုပ်ရှားနေပါပဲဝေကန်ဒီတာမနီဝေကန်ဒီတာမနီဝေကန် ဒီကပါဒီလိုပြောတာဒီကပါဒီကလည်းအားလုံးစီဟုတ်ကဲ့ဒီလိုပြောဒီ Christmas ကြီးရောဒီရောက်လို့လည်းလုပ်ပါ ပလေးကြီး ချန်ပီယံဒီမှာစောင့်နေတယ်ဒီကိုအားပေးလာတာပါလာလာဟိုကားကိုစက်ပြီးဆိုတော့ရထားတွေကိုကြည့်လိုက်ပါရကျွန်တော်တို့ဟိုတွေ့ဆိုနေတော့တွေ့တိတော့မှတွေ့တယ်အဲ့လိုစားပါ ဘလို့လဲဖိတယ်ဂျာမနီရောက်လာအကောရတာအကောစိတ်တယ်ပြီးပါတယ်ကဲ ticket ဝယ်နေပါပြီရထားလက်မှတ်တွေဝယ် Chamnima chozo bate. အဲ Hija. Surua Surua. တူရ John Turua. တူရ John Hija. Nice, quite special. Chamnima chozo bate. Me from Kenya. I'm from Kenya. Mara from Ramas. ကျွန်တော်တို့အကိုတို့ဗီဇာရပြီးသွားတာအောင်လေစိတ်ပူနေရသေးဟဲ့လား နာမလုံးဝဘယ်လိုလဲခက်ခဲလေးရှိမလား ဒါပေါ့ဒါပေါ့ကဲချကြမယ်ဗျာမေးနေကြပြီအကုန်လုံးကဘယ်ချိန်ဖွင့်มาလဲဘယ်ချိန်ဖွင့်มาလဲလားလုံးဝဘာမှ place ရဲ့နှလုံးသားတွေရောက်โอ้ yeah
အားလုံးဝဲခန့်မှာချီရပါချီရပါဟုတ် You need to take like a good one time. Okay 1 2 3 Coffee တော့လို့အဲ့ဒါစာရေးပြောပြီးချစ်တာအဲ့ဒါမျိုးလည်းတို့ပြီးပါစေတိတယ်လားဝေးဒီပဲမမလီပါ We're not okay go ya And then it's like also. So boys, Dan, welcome to Germany. Germany is going to be a good place. no ချီရ What they going to taste? လာကိုခွတ်တက်ရအောင် Come. ချီရ And richtig stolz auf euch, Bruder. ကဲအခုဂျာမန်ဆော့စိတ်သွားစားမလို့ပါခင်ဗျာကဲဒီနားမှာရှိတဲ့ကားတစ်စီးငှားဖို့ရှာပြီးတော့ကျွန်တော်တို့သွားပြီးတော့ဆွဲမယ်ပေါ့နော်ကျွန်တော်တို့ Minds application ကနေကားငှားမှာဖြစ်ပါတယ် Audi အေးဝိုင်းနော်အခုတော့အေးဝိုင်းမလားအခုအင်းကြီးမပါပဲလာမလို့လားဘယ်ရမလဲရပါလားဟာရှယ်ပဲတော့အထဲမှာကဲဝင်ဟူးဟူး Audi နဲ့လက်မယ်လေ လူမောင်းနေတာအဲ့လိုကြည့်ခံပြီးတာမျိုးဆိုရင် ဒါလိုပဲ insurance ပေါ့ဟိုကစရှိတော့ဘယ်ဟိုကို insurance ခါတာလေးရေးသွားပြီးလိုက်ဒါပေမဲ့တုံတန်ကတော့အဲ့လိုကြောင်ချစ်ပြီးသွားရင်မသိအောင်ထားပါဘူး ဒီကားဘာလို့ဖတ်ဆိုင် လမ်းမရတာလေကားဟုတ်လားအေးစေးတော့ဘယ်နာထားတာလဲ ဖုန်းနဲ့ခုနကဖွင့်နေတာအဲ့လို ဟုတ်လား သူက start stop ပြောတော့တော့ ဩမိုက်တယ်ကျစ်စင်ကျွန်တော်ရင်တော့ငါတော့ဟိုဘက်ဟိုဟာထဲထည့်တာပေါက်ဆဲထည့်တာအာရှယ်ပဲလုံးဝအလမ်းမဲ့တာလုံးဝ internet ဘယ်လောက်ကြလဲကို 3ချက်3ချက် 90 အိုး3ချက်89 3ချက်ကျော်ပဲကြတယ်ဒီကြီးလေးက3ချက်ကျော်ပဲကြတယ်ပဲတက်စီငားရင်တော့အနည်းဆုံး10လောက်ကြမှာကားလေးခဏငားလိုက်တော့ဟိုဟာလောက်ပဲကြ3ချက်ကျော်ပဲကြဂျာမနီရဆိုရင်တော့3ချက်ကျော်ဆိုတော့တော်တော်သက်သာတာကျွန်တော်ကတက်စီဆိုရင်တော့10ကျော်ကြမှာလေတက်စီနဲ့ငားဒီပေါ့နော်10လောက်အနည်းဆုံးရှိ driver မောင်းပြီးတာ အေးပေါ့ ကျွန်တော် driver ဖြစ်သွားတယ် အဲ့လိုမျိုးဆိုတာဒါဘယ်လေးမှာနာမည်အကြီးဆုံးဒါဟွာပေါ့9နိုင်လေးဖွင့်တယ် sausage ဆိုင်ပေါ့ ကလပ်ပြီးဝင်လာယူမယ်ညတော့ကျွန်တော်ကအိမ်မှာဆိုဆုံးလို့ပြတ်တော့ဒီတိုင်းဘိုက်ဆိုင် ဘူးစားဘူးလား စားမတည့်ရစား ဩဒါဘယ်လင်းက German sausage ဒါနာမည်အကြီးဆုံးဆိုင်ကိုခေါ်လာတာပေါ့နော်ကာရီကကျတော့ German ကာရီရတာပေါ့ဟုတ်ကဲ့ကျွန်တော်ဘီယာတောင်းရလိုက်ခဏလေးစားနော်ဟိုဘက်ပေးပါလေဟုတ်တယ်ကျွန်တော်တောင်းရလိုက်ခဏလေးစားโอเคကျွန်တော်ဒိဋ္ဌာန်နေဝင်ပြီးတော့ရမ်းမတောက်တာတော်တော်ကြာပြီပေါ့နော်ဒါချက်ကြီးရရောက်တဲ့နေရာတော့ဒါမှတ်တရပေါ့နော်ပြောရက်တော့ကိုဂျာမန်ဘီယာတိုက်ချင်ဆိုဘီယာဟိုင်းနီကန်လေးတော့မှာကျွန်တော်တို့ရဲ့ချက်ကြီးရဲ့ထေးစင်လေးချက်ပြီးကြည့်ပါဦး brother brother လည်းမြည်ကြည့်ပါဦးမြည်ကြည့်ပြီးတော့ honest review လေးရတယ်အေးစေးဘလို့လဲ brother ဒါ German curry spot နော် Western တေးပေါ့ western taste western curry ပေါ့ဘလို့သဘောရတယ် tomato sauce များ tomato sauce များနော် brother ရော ဒီကုန်းလိုက်ပြည်စင်ကောင်းလားပြည်စင်ဒီပါလေပြည်စင်ကောင်းတယ်ပြောရှင်ပြည်စားတော့မဆိုးကောင်းတယ် ဒီအမုတ်လေးလည်းဖြူတာဆိုတာ spice တယ် sorry spice တယ် curry spice နေနေတာပေါ့ ready made နဲ့ကြောက်ကြလို့ အကုန်လုံးတော့လည်းလုပ်တာ သူတို့ homemade ပါမုံလေးနဲ့ရောပြီးတော့အာလူးကြော်လေးနဲ့ဟုတ်ကဲ့ပါ Guten Appetit စားကောင်းပါ ပြောကြည့်ပါလား Guten Appetit ဟုတ်တယ် appetite ဟုတ်တယ် ဘောနပတိပါကွာ အဲ့ပေါ့ Guten Appetit ကျွန်တော်ဘာမှကိုပြောနေတယ် စားကောင်းပါစေ စားမယ်ပြောကျွန်တော်လည်းဒီဘာလို့ပြောလဲ မင်းစား ဒီစားလို့ကျွန်တော်ရှင်းစားတာလို့အဲ့လို good appetite ပဲလုပ်လို့မရဘူးကဲဒီဗီဒီယိုတွေကတော့ပါပဲเนาะကျွန်တော်ကတော့ Heineken 3မိနစ်လောက်တောက်ပြီးတော့
နည်းနည်းတော့ရေချင်းကိုက်နေပြီပေါ့နော်ကဲနောက်ဗီဒီယိုမှာပဲတွေ့မယ်တက်တာ